Hello အားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေเนาะမင်္ဂလာဒီနေ့မိမိရှိတဲ့အထက်ခပ်ပြီးသားလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်အထက်မခက်ကတရားလေးနဲ့မိတ်ဆက်ပေးမယ်เนาะဒါအထက်ခပ်ပြီးသားလေးတွေပါငွေတဲ့9 to 5တဲ့ပြီးလို့ရှိရင်ဒီငွေ9 to 5နှစ်မျိုးပေါ့เนาะအဲ့လိုတွဲပြီးခတ်ထားတဲ့ဟာလေးပါကြိုက်တယ်ဆိုရင်တော့မိမိရဲ့ Viber ဖုန်းနံပါတ်0926213662ကိုဆက်သွယ်ပြီးဝယ်ယူအားပေးလို့ရပါတယ်ဒီအခုမြင်နေရတဲ့ကြောက်စိမ့်လေးတွေကကြတော့ခုနမြင်ရတဲ့ကြောက်စိမ့်လေးတွေက9 to 5ပေါ့เนาะအခုဒါလေးတွေလည်း9 to 5ပဲဒါကတော့နီလာအစုံလေးပေါ့เนาะနီလာအစုံလေးပါဒါအခုကတော့9 to 5အထည်လေးတွေလက်စွပ်လေးတွေဒါလေးတွေကကြတော့ကြိုက်တာယူတကွင်းကို9000တန်လေးပေါ့နော်ခုနတော့ကနီလာလေးတွေကကြတော့ဈေးလေးကအစားစားရှိရပေါ့နော်3သိန်းခွဲကနေစပြီးရှိပါတယ်3သိန်းခွဲ2သိန်းဝန်းကျင်လေးတွေအထိရှိရပေါ့ဒါကလည်း9 to 5နဂတ်ပဲ9 to 5ကိုကြောက်စိမ့်နဲ့နဂတ်လေးပေါ့ဒီဟာလေးတွေကလည်း9000ပါပဲဒါလေးတွေကပေါ့ပါပါလေးဝစ်ချင်တဲ့သူတွေဒီအလုတ်သွားအလုတ်ပြန်ထသွားလာသွားဝစ်မယ်ခဏပြန်ချွတ်ထားမယ်အလဲလဲလုတ်ပြီးဝစ်ချင်တဲ့သူတွေအတွက်အဆင်ပြေပေါ့နော်ဒါလေးတွေကတော့တရရဲ့ဒီ9 to 5လက်စွပ်လေးပေါ့သူလည်းအကိုရဲ့တဆက်စာလေးယူမယ်ဆိုလည်းရတယ်တကွင်းချင်းဝတ်ထားလည်းရတယ်ပေါ့နော်ပွဲလန်းသပင်သို့မဟုတ်အလုတ်တက်ရင်ပေါ့နော်အဲ့လိုမျိုးလေးဝတ်မယ်ဆိုရင်အိမ်ပြန်လာပြီးရင်တေချာလေးရေးဆေးကြောပြီးချွတ်သိမ်းထားမယ်ဆိုရင်အကြိုက်ဝတ်လို့ရတယ်ပေါ့နော်တမျိုးတဲ့အကြိုက်မဝတ်ချင်တဲ့သူတွေအတွက်ပေါ့ဒါကတော့ဒရာရဲ့ဟန်ချင်းလေးတွေပေါ့ဟန်ချင်းလေးတွေကတော့ကာလာစုံလေးတွေပဲရှိတော့တယ်ပေါ့လောလောဆယ်ကတော့ကာလာစုံလေးပဲကျန်တော့ပါတယ်ဟန်ချင်းလေးလည်းရမ်းလာပါတယ်เนาะဒါလေးလည်းသူ့စီလေးဟန်ချင်းလေးတွေကတော့8000ပေါ့ဒါကတော့ဒါတို့ဒါလေးတွေက2သိန်းဝန်းကျင်လေးတွေကြမယ်ပေါ့ဒီຢာလေးတွေကတော့3သိန်းခွဲပေါ့အဲ့လိုမျိုးဒါနီလာဒီဇိုင်းနီလာနဂတ်လေးတွေပါရိုးရှင်းဝတ်ချင်တဲ့သူလေးတွေအတွက်ဒါကကြတော့ဗရက်များလေးတွေဒါလေးတွေကိုဒါကတပွင့်ကိုတောင်းမကနန်းလေးနဲ့ရောင်းပေးရပေါ့ဒါကတော့ဆွဲသီးလေးနီလာဆွဲသီးလေးကတော့38000လေးနဲ့ရောင်းပေးမယ်9 to 5ပါနော်ဒါလေးကတော့ဒါတို့ခရမ်းဆွဲလေးပေါ့နော်အမေးအများဆုံးခရမ်းဆွဲအဆက်စာလေးလောက်ထားပါနောက်တစ်ခုကကြတော့ဂါနဲ့မရမ်းအောင်လေးဒါတော့ဒါခဏတင်ပါတယ်ဒါလေးလှလဲလှတယ်ချစ်စရာလဲကောင်းတယ်အထက်ခတ်ဝင်မယ်ဆိုရင်လည်းငွေလေးနဲ့ပဲခက်ရမ်းလာပေါ့ဒါလေးတပွင့်ကို3000နဲ့ပဲရောင်းပေးတယ်ဒါကတော့ပြန်ကောင်းစိမ့်ကိုဒါတရုတ်စိမ့်လေးကဒါလေးတွေကတရုတ်စိမ့်လေးတွေပါဒါလေးတွေကတော့မင်ကဒရာက2000နဲ့ပဲရောင်းပေးပါတပွင့်ကိုဒါကတော့တဘာဝအစိမ့်ပါဒါကြတော့တရုတ်စိမ့်လို့မခေါ်မိုးကုတ်စိမ့်လို့ခေါ်တာပေါ့ဒါလေးတွေကတပွင့်ကို9000မှာဒါတရိကန်လေးတွေဒါတပတ်ခုစာဆိုရင်တော့ဆွဲသီးတစ်ခုစာပေါ့နော်ကလိုဗာဒီဇိုင်းလေးပါဒါကတော့နီလာလေးပါနီလာအပွင့်သေးတဲ့တက်ဆက်စာနဂတ်ရမယ်လက်ဆွဲရမယ်ပေါ့ဟိုကတော့တီးဆွဲသီးလေးတွေရမယ်အဲ့တော့အရှိမပြခဲ့တဲ့ဂါနဲ့မရမ်းရောင်လေးတွေပါအဲ့ဒါကိုသူ့ရဲ့ site ကလေးပြပေးရပါတော့ခက်သေးလေးပါပဲဒါလေးတွေကကြိုက်တာယူတပွင့်ကို3000ပါလှလဲလှရဲချစ်စရာလေးလည်းကောင်းတယ်ကိုထွင်ခြင်းတဲ့ဒီဇိုင်းလေးထွင်ပြီးတော့ဝတ်မယ်ဆိုလည်းရတယ်အလုံးကျေးဇူးများတင်ပါတယ်တတာ